လာပါထက်ရေမင်္ဂလာပါအမရေ DYOR ဆိုတဲ့စကားရဲ့အဓိပ္ပာယ်နဲ့ဘာလို့အရေးကြီးတာလဲဆိုတာရှင်းပြပေးပါဦးညီမလေး DYOR ဆိုတာ Do Your Own Research ရဲ့အထူးကောက်ပါအဓိပ္ပာယ်ကတော့မိမိဘာသာအသေးအချာရှာဖွေလေ့လာပါလို့ပြောတာပါအဲ့ဒီလိုလားဒါဆိုအရေးကြီးပုံလေးလည်းရှင်းပြပေးပါဦးညီမလေးအရေးကြီးပုံလေးကိုအချက်တွေနဲ့ပြပြရမယ်ဆိုရင်နံပါတ်1လိမ်လည်မှုတွေကနေကာကွယ်ဖို့ project ရဲ့ website white paper နဲ့ contract တွေကိုကိုယ်တိုင်စစ်ဆေးတအောင်လေ့လာပါစစ်ဆေးပါဒါဆိုအလိမ်ခံရစေနေပြီပေါ့နံပါတ်2 sharing မြောက်ပင့်ပြောဆိုခြင်းတချို့ influencer တွေဒါမှမဟုတ်ရင် group တွေကသူတို့ပိုက်ဆိုင်ရဖို့အတွက်တွေ့ရ project တစ်ခုကိုဒီကောင်လကဘာကိုရောက်တော့မယ် do the moon ဆိုပြီးတော့မြောက်လုံးနေနဲ့အယုံသွင်းနေကြပါတယ်ကိုယ်တိုင်မလေးလာပဲသူများပြောတာယုံကြည်မိစေရင်တော့ဆက်ဆက်ရေးတခန့်ရပြီပေါ့မမရဲ့နံပါတ်3ကိုပိုက်ဆံအတွက်ကိုယ်တိုင်တာဝန်ယူဖို့ခရစ်တိုကဘန်တွေလိုမျိုးတာဝန်ယူပေးတာမရှိပါဘူးမမဒီစနလိုက်ဖြစ်တဲ့အတွက်အမားယွန်းတစ်ခုဖြစ်သွားရင်ဘသူ့ကိုမှသွားတိုင်လို့မရပါဘူးဒါကြောင့်ကိုညံ့ကိုခံမဖြစ်ရအောင် DYOR လုပ်ဖို့လိုအပ်ပါတယ်ဟုတ်တယ်နော်ကိုပစံနဲ့ကိုရင်းနှီးထားရတာကိုယ်တိုင်လဲနားလည်ထားမှဖြစ်မှာပေါ့ဒါဆို DYOR လုပ်ရင်ဘာတွေကိုအဓိကကြည့်ရမလဲညီမလေးအဓိကကြည့်ရမှာတွေကတော့ the team ပေါ့နော်ဒီ project ကိုလုပ်တဲ့သူတွေကဘယ်သူတွေလဲ RP2 တွေလား trend လို့တပိုးတဲ့သမားတွေလား white paper သူတို့ရဲ့လုပ်ငန်းစဉ်ဘာလို့မှလဲပြဿနာတွေကိုဘယ်လိုဖြေရှင်းပေးမယ်ထုတ်ပြန်ထားလဲ reality ဒီတုတ်ခန့်ကတကယ်ရောအသုံးဝင်ရလားနာမည်တက်တက်ပဲလားရီစာဟောင်းလိုမျိုးလား community သူတို့ရဲ့ Telegram ဒါမှမဟုတ်ရင် X Twitter မှာတကယ် user တွေဆွေးနွေးနေကြတာလားဒါမှမဟုတ် bot တွေနဲ့ on နေကြတာလားဒါဆိုရင်ကိုညံ့ကိုခံမဖြစ်အောင်ကိုယ်တိုင်ကအမြဲလေးလာနေရမှာပေါ့နော်မှန်ပါတယ်မမခရစ်တိုမှာ trust but verify ယုံကြည်ပါသို့တော့အမြဲစစ်ဆေးပါဆိုတဲ့ဇာတ်ကားအတိုင်းဘယ်သူပြောမျက်စိမိတ်မယုံမဲ့ do your own research လုပ်ဖို့တော့အမြဲလိုအပ်ပါတယ်ရှင်ဘုဟုတုတအသစ်တွေထပ်ရပြန်ပြီကျေးဇူးပါညီမလေးရေဟုတ်ကဲ့ပါမမရင်းနှီးမြှုပ်နှံသူအားလုံးလည်းသူများရဲ့စကားကိုပဲအကူတတ်တဲ့ do your own research လုပ်ပြီးမှဆုံးဖြတ်ချက်ပါလို့တိုက်တွန်းရင်းနောက်အပတ်မှာပြန်တွေ့ကြပါမယ်ရှင်ကျွန်မကတော့ AC ရဲ့ထပ်ပဲဖြစ်ပါတယ်